တစ်ဆုံဟိုမကြည့်စမ်းဒီတစ်ပင်ကြီးကတွေးရီထွက်နေတာတောနဲ့ထဲကနတ်မောင်မောင်တစ်ပင်ကြီးတစ်ပင်ကိုပုတ်စိမ့်နဲ့ခုတ်လိုက်တဲ့အခါထွက်လာတဲ့အကြီးဒီကရဲရဲနီနေတဲ့လူသွေးလိုပဲမြေကြီးပေါ်ကိုတဆက်ဆက်စီးကြနေတယ်လောကကြီးမှာတစ်ဆုံပင်ဆိုတာတကယ်ရှိတယ်လို့တင်ယုံကြည်ပါသလားမြမကျေးလက်ဒေသတွေမှာတစ်ဆုံလို့ခေါ်တဲ့နန်လောကသားတွေအကြောင်းကြက်တိထဘွေရပုံမြင်တွေအများကြီးရှိပါတယ်ဒီနေ့မှာတော့မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်အဆက်ကရွာလေးတွေရွာမှာတကယ်ဖြစ်ခဲ့တဲ့တောနတ်ထဲမှာမုတ်ဆိုလို့ရင်အဆအနာမချန်ပျောက်ဆုံးသွားခဲ့တဲ့ကိုဖားလာရဲ့အထစ်အပျက်ကို Paranormal Records ကနေတင်ဆက်ပေးတော့ပါမယ်ကျွန်တော်တို့ရွာကမုတ်ဆိုကိုဖားလာဟာရွာနဲ့အလန်းဝေးတဲ့တောနတ်ထဲမှာတောခုံတွေလိုက်လံပိတ်ခတ်လေးရှိသူပါတနေ့မှာတော့သူဟာတောကြောင်ရိုက်တကောင်နောက်ကိုအသေးအတန်လိုက်ရင်တောနတ်ထဲရောက်မှမသိရောက်ရှိသွားပါတယ်မထင်မှတ်ပဲတောကြောင်ရိုက်ရဲ့မျက်ခြေပြတ်သွားပြီးနောက်ကိုဖားလာဟာထူးဆန်းစွာပေါက်ရောက်နေတဲ့အရိပ်အာဝါဒကောင်းလို့နဲ့တစ်ပင်အိုကြီးပပင်ကိုတောနတ်အစွန်မှာသွားတွေ့ပါတယ်အဲ့ဒီအပင်ကြီးကပုံမှန်အပင်တွေနဲ့မတူပဲအခောက်တွေကမဲနဲ့နေပြီးပတ်ဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်အေးဆန်နေတာကိုဖားလာသတိထားမိပါတယ်ဒါပေမဲ့ဒီလိုထူးခြားတဲ့အပင်မျိုးရဲ့တစ်သားကပိုပြီးအဖိုးတန်နိုင်တယ်လို့သူတွေးမိသွားခဲ့ပါတယ်ရွာကလူကြီးတွေကိုမေးကြည့်ဦးမလို့စဉ်းစားရင်းကတည်းကသူ့လက်ထဲကပုတ်စိမ်းကအလိုလိုမြောက်ဖိသားထင်နေပါတော့တယ်သူရဲ့ပုတ်စိမ်းတဲ့တစ်ပင်ကိုအားကုန်ခုတ်ချလိုက်တဲ့အချိန်မှာပဲတစ်ပင်ရဲ့အခောက်တွေကြားတဲ့ကနေဖြစ်ခဲပြီးတွေးလိုရဲနေတဲ့အကြီးတွေတဖြည်းဖြည်းချင်းစီးကျလာပါတော့တယ်ကိုဖာလာကြက်တီးတစ်ဖြန်းဖြန်းထားထားပြီးမြင်လောဘကသူ့ကိုမပြန်ခင်နောက်တစ်ချက်လောက်ထပ်ခုတ်ကိုတွန်းအားပေးနေခဲ့ပါတယ်ဒါပေမဲ့တစ်သားကမာကြောလွန်းတဲ့ကြောင့်ခုတ်ရတာနဲ့မတူပဲတစ်ပင်ကိုတစ်ခုခုနဲ့ရိုက်နေရတယ်လို့ခံစားရပါတယ်နောက်ဆုံးတော့ရတဲ့လောက်တစ်သားအဖက်ဖက်လေးတွေကိုယူပြီးလွယ်အိတ်ထဲကသူနေထိုင်ရာတဲစီတို့ပြင်လာခဲ့ပါတယ်အဲ့ဒီညတောထဲကသူ့ရဲ့တဲလေးထဲမှာကိုဖားလာအိတ်မပျော်ခဲ့ပါဘူးညတန်းကောင်ရံအချင်းရောက်တော့တဲအပင်ဘက်ကနေတစ်ကိုင်းကြောင်တွေကျိုးပြဲသွားတဲ့အတန်ခြေတန်းလိုလိုဝါဝါတန်ဆိုတာကိုစတင်ကြားလိုက်ရပါတယ်အတန်ကတဲနာကိုတဖြည်းဖြည်းနီးကပ်လာပြီးနောက်တော့တဲရဲ့တစ်သားနံတွေကိုကြောက်စရာကောင်းတဲ့လက်သေးရှည်ကြီးတွေနဲ့ကုတ်ချင်နေတဲ့အတန်ထွက်ပေါ်လာပါတယ်ကိုဖားလာကြက်လန့်တကြားနဲ့ကရင်းပေါက်အကွဲကြောင်းကနေချောင်းကြည့်လိုက်တဲ့အခါမှာတော့အပြင်ဘက်မှာအရက်10ပေလောက်ရှည်တဲ့ပုံမြင့်တစ်ခုရက်နေတာကိုမြင်လိုက်ရပါတယ်အဲ့ဒါလူသားမဟုတ်ပါဘူးသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကညောင်ပင်ကြီးရဲ့အခောက်တွေသွေးလန်းနေတဲ့ຫນွေပင်တွေနဲ့ဖွဲ့စည်းထားတယ်မျက်လုံးအိမ်နေရာမှာတော့ဟာလာဟိန်လင်းထင်နေပြီမဲ့အတွင်းကနေမီးခဲလိုနီးရဲတောက်ပါနေတဲ့အလင်းတောင်တွေထွက်ပေါ်နေပါတယ်ဒီသစ်ဆုံကြီးကကိုဖားလာကိုစိုက်ကြည့်ပြီးသူ့ရဲ့အတူဦးတဲ့တငယ်ချင်းဖြစ်သူမောင်တာရဲ့အတန်အတိုင်းပဲတကားဖွင့်ပေးပါဦးကိုဖားလာလို့စူးချက်တဲ့အတန်နဲ့ခေါ်နေပါတော့တယ်ကိုဖားလာဟာမနစ်ကနေကပဲမောင်တာနဲ့အတူဒီတော့ထဲမှာတစ်ခုတ်ခဲဖူးပါရဲ့အခုတော့သစ်ဆုံကမောင်တာရဲ့အတန်ကိုအတုခေါ်ပြီးသူ့ကိုလာခေါ်နေပါပြီနောက်နေ့မနက်မှာတော့ရွာသားတွေကိုဖားလာကိုလာချတဲ့အခါတဲလီဟာရာစရာမရှိအောင်ဖြစ်စီထားပြီးကိုဖားလာလည်းအဆက်အနမချန်ပျောက်ဆုံးနေပါပြီသွေးထွက်နေတဲ့ညောင်မင်းကြီးမှာတော့ကိုဖားလာရဲ့ပုတ်စိမ်းလေးဟာနတ်နတ်ရှာရှာစိုက်ဝင်စေပဲဖြစ်ပါတယ်တင်ရောတောထဲထောတဲ့အခါတစ်ပင်တွေကတင့်ကိုပြန်ကြည့်နေလဲလို့ဒါမှမဟုတ်တစုံတစ်ခုကတင့်ကိုစောင့်ကြည့်နေလဲလို့ခံစားဘူးသလားဒီလိုချက်တီးထဘွေရဇလန်းတွေကိုစက်ကြည့်ကျင်တယ်ဆိုရင်တော့ Paranormal Records ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်